တိယတယောက်ကဘယ်ဖြစ်လဲမသိဘူးတတိယတယောက်ကတော့ action လုပ်ပြရမှာပေါ့နော် add လုပ်ရမှာဖြစ်ပါတယ်ချုပ်ပြီးဆိုစားဟိုက lucky ကောင်းနေပါဆူတောင်းနေလည်းမသိဘူး တမျိုးစီလှုပ်ချင်လို့နဲ့တူတယ် ဘာ idea လေးလုပ်ချင်လဲ ရတယ်လေတစ်ခုခုပေါ့ အဲ့ဒါကြတော့သူ့လိုပဲလေဘေးကလူတွေမြင်မှာပေါ့ ဟုတ်တယ် မေးလိုက်ဘယ်သူမေးမလဲ ကမာလေးတယောက်ကိုကတည်ရမလားစစ်လို့ကြိုက်လို့ပေါ့လေဖွင့်ပြောရတဲ့ item လေးအဲ့ဒီတိုင်း okay character နဲ့အရန်လိုက်တယ်အင်းပြန်ကောင်းပြီမှာ ဟုတ်တယ်နည်းနည်းပေါ့ ဝယ်ထွက်တာလေးတခုကြီးကျင်တယ် ဘယ်လို ကောင်မလေး အမလေးကိုကြိုက်လို့ဖွင့်ပြောတယ် အဲ့ကမှကြိုက်လို့ကိုကနည်းနည်းစိတ်ကြိုတာမစိတ်မရှိတာမဟုတ်ဘူးအဲ့လိုကိုပြန်မကြိုက်တာလေအဲ့လို အဲ့ဒါတော့တိတ်ပြီးမလုပ်ဘူးဆိုတော့တစ်ခုခုပြန်ဖြစ်သွားမလားမသိ ဘာမှဖြစ်ပါဘူး try ကြည့်ပါ you can do it ကိုမင်းကိုရမ်းချစ်တယ် ဝင်လာနေငါဘွားတွေကိုမင်းတရားချင်းနေမတူတဲ့တီးနေပဲငါရှိမဆက်တဲ့ခီးတခု